မှတ်ထားတဲ့ကောချက်နှစ်ချက်ကိုပို့ပြီးတော့မှတ်ချိန်လေးတွေနဲ့ဒေါင်းစွန်းပေါင်လေးတွေမှာလိုက်ပြီးတော့မှတ်ထားပေးပါမယ်နော်အခုမမင်းတို့မစင်လေးတွေမှတ်ပြီးပါပြီဆိုလို့ရှိရင်အနာကုန်လေးစထုတ်ပါမယ်နော်အနာကုန်လေးတို့ကိုအတွက်အပေါက်ထဲကိုအထည့်ပြီးတော့ရှင်းတာလေးကိုဆွတော့မှာပြန်ညမှာနည်းနည်းလေးတော့လောက်ဝင်ပါမယ်ပြီးရင်မျိုးဒီပေါက်ထဲမှာပဲတိုင်လို့တိုင်းထုံးမယ်ပြီးရင်အဲ့ဒီပေါက်ထဲမှာပဲလည်းတိုင်လို့တိုင်းထပ်ထုံးပါမယ်နော်နောက်ကရှီသားလေးတွေကိုတခါတည်းပိတ်သွားလိုက်မယ်နော်နောက်ထပ်ပေါက်မှလည်းပဲတစ်ပေါက်တည်းကိုတိုင်ထိုးနှစ်တိုင်ထိုးပါမယ်တစ်တိုင်နှစ်တိုင်နောက်ထပ်ပေါက်မှလည်းပဲတစ်ပေါက်တည်းကိုနှစ်တိုင်ထိုးပါမယ်နော်အဲ့လိုမျိုးကိုဘေးနားကမကြိတ်မထားတဲ့အထိရောက်အောင်လို့ထုံလာခဲ့ပြရပါမယ်နော်အဆုံးနာရောက်တဲ့အခါမှာရှက်ကော်နဲ့ဆက်ပြီးတော့ဘုံမီတခါထိုးပါမယ်နော်ဘုံမီတခါထိုးပြီးလို့ရှိရင်တစ်ပေါက်ကျော်ပြီးတော့ရှက်ကော်လေးထိုးပါမယ်တစ်ပေါက်ကျော်ပြီးတော့ရှက်ကော်ထိုးပါမယ်နော်အဲ့ဒီပထမဆုံးကလည်းရှက်ကော်မှာမကြိမ်လေးမှတ်ထားလိုက်ပါမယ်တစ်ပေါက်ကျော်ပြီးတော့ရှက်ကော်ထိုးပါမယ်နောက်တစ်ပေါက်ကျော်ပြီးတော့ရှက်ကော်ထိုးပါမယ်ပြီးရင်နောက်တစ်ပေါက်ကျော်ပြီးတော့ရှက်ကော်ထိုးပါမယ်မှတ်ထားတဲ့နေရာကိုထိုးလာခဲ့ရပါမယ်နော်မကျက်မိတာတဲ့နေရာရောက်ပြီဆိုလို့ရှိရင်တစ်ပေါက်ကျော်ပြီးတော့ရှက်ကော်လေးနဲ့ဆုံးတက်လိုက်ပါမယ်နော်ဘုံမီတစ်ခါကျင်းမယ်ကြည့်ပြီးတော့ကကြီးလေးနဲ့ဖြတ်လိုက်ပါမယ်နော်အဲ့လိုမျိုးမမင်းတို့နောက်တစ်ခုကိုလည်းဒီပုံစံတိုင်းပဲထိုးပြလိုက်ရပါမယ်နော်နားပေါင်လေးတွေထိုးပြီးပါပြီဆိုရင်မင်းတို့ crossing လေးစထိုးပါမယ်နော် crossing လေးစထိုးဖို့ဆိုရင်နောက်ကနေပြီးတော့အကိုဆွဲထုတ်လာပြီးတော့အပေါ်ကနေပြီးတော့တခါအကိုဆွဲထုတ်လိုက်ပါမယ်တရှိကပုံစံမျိုးလေးဆွဲထုတ်လိုက်မယ်နော်ပြီးရင်နောက်တစ်ပေါက်မှလည်းပဲကော်ချက်ရဲ့အောက်ကနေပြီးတော့အကိုဆွဲထုတ်လာမယ်တခြားမုန်သားလေးတွေပဲထိုးသွားမယ်နော်အဲ့တစ်ပေါက်မှလည်းပဲ
ခေါ်ချက်အောက်ကနေပြီးတော့အကိုဆက်ထုံမယ်ပြီးရင်ဒီဇိုင်းပုံစံလေးပဲထိုးလာတဲ့အပေါက်မှာမဟုတ်ပဲနဲ့ဘေးကအပေါက်အောက်မှာဒီစီဒီဇိုင်းပုံစံလေးထိုးထားမယ်နော်စီနောက်ကစီသားလေးတွေကိုတစ်ခါရင်တိမ့်သွားပါမယ်နော်ဒီနောက်ထပ်တစ်ပေါက်မှလည်းပဲအလိုပဲဒီဇိုင်းလေးတွေထိုးသွားမယ်နော်အဲ့လိုမျိုးကိုမင်းတို့စောင်းတီထိုးထားခဲ့ပြရမယ်နော်မင်းတို့စောင်းတီထိုးလာခဲ့ပြပါလို့ရှိရင်ဆောင်းနာကမင်းတို့လက်ရဘက်ကနေပြီးတော့စားပြီးထိုးလာခဲ့တယ်အခုဒီဘက်ကနေဒုတိယမြတ်အပေါက်ကနေပြီးတော့စားပြီးတော့ချက်ချေကပုံစံလေးတွေထိုးသားပေးရမယ်နော်ဒီရမြတ်ပုံမှာလည်းပဲချက်ချေကပုံစံလေးပေါ်ကနေပြီးတော့ထိုးလာခဲ့ပေးပါနော်တတိယမြတ်ပုံမှာလည်းပဲချက်ချေကပုံစံလေးထိုးသားပေးမယ်နော်ချက်ချေကပုံစံလေးတွေထိုးလာခဲ့ပြရပါမယ်နော်ချက်ချေကပုံစံလေးတွေထိုးအဆုံးထိဒီအတန်းအဆုံးထိထိုးလာခဲ့ပြပါနော်မင်းတို့ဆောင်းလာလို့ပဲနောက်တစ်ခါမှလည်းပဲချက်ချေကပုံစံလေးတွေထိုးလာခဲ့ပြရပါမယ်နော်အရင်ဦးဆုံးဒီဘောချက်ပြင်အောက်ကနေပြီးတော့ဒီဇိုင်းပုံစံလေးထိုးလာပြရမယ်နော်ဒီဇိုင်းပုံစံလေးထိုးရပါမယ်ပြီးရင်နောက်ထပ်ပေါက်မှလည်းပဲအဲ့လိုဒီဇိုင်းပုံစံလေးထိုးရမယ်ပြီးလို့ရှိရင်ဒီအဆုံးတန်းထိရောက်ပြီဆိုလို့ရှိရင်ဒီချောင်းညံပါနော်ချက်ချေကပုံစံလေးထိုးသွားပါမယ်နော်အဲ့လိုမျိုးကိုမင်းတို့အဆုံးထိထိုးလာခဲ့ပြရပါမယ်နော်မင်းတို့အဆုံးထိထိုးပြီးသွားပြီဆိုလို့ရှိရင်ခြေသားလေးတွေကိုအဆုံးတက်ပါမယ်နော်ခြေသားလေးတွေကိုအဆုံးတက်တဲ့နေရာမှာကိုယ်ဆင်းပြီးတော့အဆုံးတက်လို့ရပါတယ်နော်မင်းတို့ဖြတ်လိုက်တဲ့ခြေသားလေးတွေကိုဘီးလေးတို့ပြီးတော့ဆုံးတက်လိုက်ပါမယ်နော်ထပ်နေတဲ့ခြေသားဒီကုန်းလုံးကိုမီးလေးနဲ့တို့ပြီးတော့ဆုံးတက်ထားလိုက်ပါမယ်နော်မင်းတို့အဲ့လိုမျိုးကိုနောက်ထပ်တစ်ခုထိုးရပါမယ်နော်စုစုပေါင်း2ခုထိုးရပါမယ်နော်မင်းတို့အဲ့ရပြီးမှတစ်ခုအတွက်ဒီကုန်းလေးမှာဒီကုန်းလေးလုပ်ပါမယ်နော်ဒီကုန်းလေးလုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီကုန်းလေးမှာညီဦးဆုံးရှည်စားကို
ရှည်လိုက်ပါမယ်နော်ရှည်ပြီးတဲ့နေရာမှာမင်းတို့အဲ့ဒီကွင်းထဲကနေပြီးတော့ဆွဲပြီးတော့ယူလိုက်ပါမယ်ဖုံးမီတစ်ချက်ထိုးမယ်ပြီးရင်နောက်ထပ်ဖုံးမီတစ်ခါထိုးမယ်နော်ပြီးနောက်ထပ်ဖုံးမီတစ်ခါထိုးမယ်အဲ့လိုမျိုးဖုံးမီ6ခါထိုးလာခဲ့ပြရပါမယ်နော်6ခါထိုးပြီးလို့ရှိရင်3တက်မြောက်ကနေပြီးတော့တွဲချုပ်ပါမယ်နော်တွဲချုပ်တာကတော့ကိုယ်စင်ပြတဲ့လိုမျိုးတွဲချုပ်လို့ရပါတယ်နော်တရေတက်လေးနဲ့တွဲချုပ်ပေးရပါမယ်နော်မင်းတို့တွဲချုပ်ပြပါပြီဆိုလို့ရှိရင်ရှည်သားလေးတွေကိုအဆုံးသတ်ပါမယ်နော်ပြီးရင်မင်းတို့မြစ်ကျစ်လေးနဲ့အနားတက်လိုက်ပါမယ်ခက်နေတဲ့ရှည်သားလေးတွေကိုမြစ်ကျစ်လေးနဲ့လိုက်ပြီးအနားတက်လိုက်မယ်မင်းတို့အဲ့လိုမျိုးကိုနှစ်ခုဖြစ်အောင်လုပ်ရပါမယ်နော်